တော့ပေါ့နော်လုံးဝ trend ဖြစ်ပြီးတော့ရောင်းအားအကောင်းဆုံးဖြစ်နေတဲ့ model လေး Redmi Turbo 4 Pro လေးอ่ะဆိုလို့ရှိရင်ဈေးနှုန်းလေးอ่ะ1256 GB ကို12,900ကျပ်နဲ့ဝယ်လို့ရနေပြီဆိုတာတင်းကောင်းလေးပါလိုက်ပါရရှင်တကယ်ပဲဒီဈေးရောဟုတ်ရလားပေါ့နော်ဒါကတော့73,900လောက်ကနေစပြီးတော့ဝင်လာဆိုတော့လေဒီဈေးရောတကယ်ဟုတ်ရလားလို့မေးကြတဲ့ customer လေးလည်းစီကောင်းရှိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးမေးမဲ့ customer လေးတွေအတွက်လည်းဒါတကယ်အမှန်ဈေးဖြစ်ပါတယ်ဈေးမှန်ဖြစ်ပါတယ်1256 GB ကို12,900ကျပ်နဲ့ဝယ်လို့ရနေပါပြီရှင်အခုကဈေးလေးချက်ချင်းကြချင်းပေါ့နော်ချက်ချင်းတစ်ခါလေး update ဈေးလေးပြင်ပြီးတော့နားထောင်ပေးတာပေါ့နော်ဒီ customer လေးတွေကိုဒါလေးကိုဝယ်ယူအားပေးချင်တယ်ဆိုလို့ရှိရင် color လေးကတော့သူက black ရှိမယ်နောက်တစ်ခုက white ရှိမယ်အစိမ်းရောင်လေးလည်းရှိအောင်ပဲရှင်ဒါလေးကိုအရေးကြနဲ့ဝယ်ယူအားပေးချင်တဲ့ customer လေးလည်းအရေးကြနဲ့ဝယ်လို့ရပါပဲရှင်နောက်တစ်ခုကအလဲထက်လေးလုပ်ချင်တယ်ပေါ့နော်ကိုကမိမိတို့သုံးနေတဲ့ဖုန်းလေးနဲ့အလဲထက်လေးလုပ်ချင်တယ်ဆိုရင်လည်းဒီလိုပါကင်လုံးလေးကိုလည်းထပ်လာလုပ်လို့ရပါတယ်ဝယ်ယူတစ်လုံးနဲ့မသုံးချင်တဲ့ customer လေးတွေအတွက်လည်းအလဲထက်လိုက်ရမယ်ဝယ်ကိုကျန်ငွေပေါ့နော်အရေးကြစနစ်နဲ့ယူလို့ရပါတယ်ရှင်